လိုတားလိုက်တော့ဒီမိုက်ကဘက်ထရီကဒီကယူရပါတော့ဟုတ်ကဲ့ခံရလားခံတယ်တိတ်မယူဘူးနော်တိတ်မယူဘူးနှစ်ချက်နဲ့တူတူပဲဟဲ့လားနှစ်ချက်ဒီရွေးချယ်ထားခဲ့တာဒီနိုဝင်ဘာလ2020မှာလည်းမပါဘူးဆိုလို့ရှိရင်စစ်ရာခိုင်နှုန်းလောက်ကဒီထဲမှာချင်းလူတွေအကုန်လုံးဒီ NLD ဆိုရကိုရွေးချယ်ခဲ့တာဒီ NLD ပါတီကိုငါ့ပြည်ကိုဘောင်းဆောင်ဖို့ရွေးချယ်ခဲ့တာဒီစစ်ဆိုရမလို့ခြင်းလို့ကျွန်တော်ရဲ့ဆန္ဒကိုထောက်ပေါ်ခဲ့တာကဲဒီနေ့ဒီစစ်ဆိုရဘာလုပ်ခဲ့လဲရင်းအောင်လိုက်နဲ့သူ့ရဲ့နောက်ပါတယ်ဒီစစ်ဆိုရလက်ကြောင်းကိုပြန်သွားတယ်အဲ့ဒီအတော့ဖြစ်ခဲ့တာလေတော့ပြန်ယူခဲ့ပြီကျမတို့ဖြစ်ပေါင်းများစွာကျမတို့မြန်မာပြည်သူတွေပေါင်းများစွာဝေးချချခဲ့ကျမတို့တွေးတွေနဲ့ချွေးတွေနဲ့ဒီလမ်းကိုကျမတို့မရောက်အောင်ရှောက်ခဲ့ကြတဲ့လူတွေကဒီနေ့ဒီစစ်ဆိုရရောက်ပါတယ်ရက်ဆက်တယ်တောက်ချစ်တယ်ဒီဥစ္စာကပြည်သူရဲ့ဆန္ဒကိုလုံးဝကိုဆက်ကျင်ပြီးတော့ဒီလုပ်တွေကိုလုပ်ခဲ့ကြတယ်ဟုတ်တယ်ကျမတို့ဘလုံးဝမခံနိုင်ဘူးလက်မခံနိုင်လို့ကျမတို့ဒီနေ့ဒီမှာအားလုံးစုကြတယ်ညီညွတ်တွေးကြတယ်ဆုံးရတယ်ပေါ့နော်ဆုံးရတဲ့ခါမှာဒါကျမတို့ဆန္ဒကိုထောက်ပေါ်တယ်ဒီစစ်ဆိုရကိုကျမတို့မယုံကြည်ဘူးလက်မခံဘူးရှုတ်ချတယ်ကျမတို့ဒီနေ့ဒီချိန်ကစပြီးတော့ဒီစစ်ဆိုရရဲ့ပါဝင်ပတ်သက်နေတဲ့စီးပွားရေးမှန်သမျှသူတို့ရဲ့အဆုရှိတ်မှန်သမျှသူတို့ရဲ့သားသမီးတွေအကုန်လုံးကျမတို့တွေနဲ့တက်နိုင်လို့ရှိလို့ရှိရင်သူတို့နဲ့ဆိုရှယ်လုပ်ခဲ့တာတွေကိုကျမတို့ချက်တန်းကနေပြီးတော့ချက်ပလောက်ချက်နာလုပ်ပြီးတော့သူတို့ကိုဆန္ဒပြမာပြားလူတွေကိုလည်းကျမဒီကနေပြီးတော့ပြောချင်တယ်ဆိုတာကဟုတ်ပြီကျမတို့လမ်းမထောက်ဘူးဒီစစ်ဆောင်ရဘာလို့လဲကျမတို့သိတယ်လူဆိုင်မရှိဘူးတတ်တယ်သူတို့ကရေးချစ်တော့သူတို့ရဲ့အာဏာပဲလူအသက်တယ်မဟုတ်ဘူးဟုတ်တယ်ပါတယ်သူတို့ရဲ့အာဏာတွေပဲသူတို့ကယုံကြည်တာအဲ့တော့ကျမတို့ကစစ်မာပြားလူတွေကိုလမ်းမထောက်ဖို့ဒီကနေကျမတို့ပြောချင်တယ်ပြီးသွားလို့ရှိရင်ကျမတို့တိတ်ဆိတ်စွာနဲ့ဆန္ဒပြကြတယ်တိတ်ဆိတ်စွာနဲ့ဒီစစ်ဆိုရကနေပြီးတော့ဒီအာဏာသိမ်းတဲ့ဟာတွေကိုကျမတို့လက်မခံဘူးဆိုတဲ့အကြောင်းရှုတ်ချတဲ့အကြောင်းကိုတိတ်ဆိတ်စွာနဲ့ဗမာပြည်ကတပြည်လုံးကျမတို့ဗမာပြည်ဒီမမရောက်နေတဲ့ဗမာပြည်ဗမာသားတွေအကုန်လုံးနဲ့ဒီကိစ္စကိုဒီလိုမျိုးပဲကျမတို့တွေလုံးချပြီးတော့မှဒီစစ်ဆိုရကိုကျမတို့ဆန္ဒပြမယ်ကန့်ကွက်မယ်ရှုတ်ချမယ်ဘယ်တော့မှလက်မခံဘူးဆိုတဲ့ဟာကိုကျမတို့ကပြရမယ်အဲ့ဒီလိုပြတဲ့ခါလေကျမတို့တည်ကြည်ညွတ်ခံပြကြမယ်ဒီနေ့ဒီမှာရောက်ရှိလာတဲ့ဗမာတွေအော်တဲ့ဘာဖြစ်လို့လဲကျမဒီမှာခုနပြောလို့အချင်းချင်းကကျမတို့ဆန္ဒပြခဲ့တယ်ကျမတို့ကင်မရာတွေသွားကြတယ်ဒီပါလီမန်ဟောက်ကြီးရှိဆိုမနေ့ကျရင်လေကျမတို့ကဟောနေလူငယ်တဲ့10နှစ်15နှစ်ကိုတနည်းကိုပုံလာတော့ကျမတို့ဆန္ဒပြဒီလောက်နဲ့လူမများဘူးကျမတို့ကရှိတဲ့လူတွေကျမတို့အုပ်စုလေးစုပြီးတော့မှကြော်တင်ပြီးတော့ဆင်ပြရတယ်အခုကြော်တင်ပြီးဆင်ပြရမလို့အားလုံးကဒီမှာလာတော့ဆန္ဒလာပြကြတယ်နိုင်ငံရေးပါပဲဖြစ်ဖြစ်ကျမတို့တွေထောက်မကြတော့ကျမတို့ရဲ့နိုင်ငံရေးပြည်တွေကပွင့်လင်းနေပြီအဲ့ဒီတော့ဘိုးချုပ်ဘိုးကြီးမင်းအောင်လိုက်နဲ့ဒီစစ်သားတွေပေါ့မတ်တယ်မလို့ကျမတို့တွေဒီချိန်မှာဒီမှာကျမတို့ပြခဲ့ပြီးသွားပြီရှင်တို့တွေကိုလက်မခံဘူးဘယ်လိုချိန်မှလည်းလက်မခံဘူးအခုလောက်ခတဲ့ကိစ္စတွေကိုလည်းကျမတို့တွေကဲကံကွက်ကြတယ်ဆိုတဲ့ဟာကိုကျမတို့လာပြီးတော့ဒီနေ့ပြကြတယ်နော်
ပြောချင်တာလေပါတော့အလုံးပဲတော့အချိန်လည်းပြီးတော့ပါပြင်မကြိုက်ချင်ပါလေအခုတော့ပြန်ရတယ်ဒီဘက်ကတော့ဒီပေါ်လာပါလေပေါ်လာချာတိုင်းရဲ့ဟိုဘက်ကိုတိုးပေးပါလေ အဲ့ရလူတွေဟိုဘက်ကိုရွှေ့ပေးပါလေဒီမှာအရန်လမ်းပိတ်လို့တယ်ဟိုဘက်လည်းရွှေ့ပေးပြောတယ်ကြီးတယ်အပေါ်နဲ့တက်ပေးပါအပေါ်နဲ့တက်ပေးပါအတောင်ဟိုဘက်နဲ့ရွှေ့ပါအပေါ်ပြန်တက်ပေးပါလေကားတဲ့အပေါ်ပြန်တက်ပေးပါလေလေကားတဲ့အပေါ်ပြန်တက်ပေးပါလေကားတဲ့အပေါ်ပြန်တက်ပေးပါလမ်းပိတ်လို့တယ် လူဖွဲပေးပါ တော့လည်းနေပြေးမရှိတဲ့အတွက်ကျေးဇူးတင်ပါတ ကား ယ် တဲ့အပေါ်ပြန်တက်ပေးတော့ ဟောကျွန်တော်ဒီလေကစစ်ပေါ်တွေတက်တာပြီလား ကားဒီလေလောက်မှလည်းအဆူတို့ဘယ်နဲ့ပြတော့ ဟုတ်ကဲ့ရှင်းပေးပါ ဟုတ်ပြီကျွန်တော်တို့ဒီမှာမဲလ်ဘွန်းရောက်မြန်မာနိုင်ငံပြည်သူပြည်သားတွေဖြစ်ပါတယ်ဒီမှာစန္ဒပြကြပါတယ်ကျွန်တော်တို့အယုတ်များလို့ဒီမှာလူများလို့ဒီမှာလူခွဲစုနေပါတယ်ကျွန်တော်တို့လူများလို့ပါကျွန်တော်တို့လူများလို့ဒီမှာတစ်ဖက်ကို100ပဲကျွန်တော်တို့ အဓိကတော့ကျွန်တော်တို့လူသားလမ်းတွေပိတ်မနေဖို့ရည်ရှိပါ ဟုတ်တယ်ကျွန်တော်တို့ဒီမှာလူများလို့ပါဗျာလူများလို့ပါလူများလို့ဒီမှာအဖွဲလိုက်နဲ့ကျွန်တော်တို့ဖိတ်ခိုင်းလိုက်ပါတယ်အဖွဲလိုက်နဲ့နေခိုင်းလိုက်ပါတယ်ဟုတ်တယ်မဲလ်ဘွန်းမြို့ဖြစ်ပါတယ် အများကြီးနဲ့ကျွန်တော်ဒီစုံတိုင်းပေါ်တာအားလုံးကြားအောင်ဒီကြတဲ့ဘုရားမောင်ဆွဲရပြီလို့ဆက်ဒီတရားကမှာလဲ ဒီမှာလူများလို့ကျွန်တော်တို့ဟိုတစ်ဖွဲ့ကို100ပဲလက်ခံတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဖွဲ့လိုက်နဲ့ကျွန်တော်တို့စန္ဒပြခဲ့ပါတယ် ဆော့တဲ့ဆတ်ဆိုပါတယ်နော်ကျွန်တော်ပြန်ပြီးတော့အားလုံးအုပ်စုသုံးစုလုံးတညီတည်းဖြစ်သွားဟုတ်လားဆိုလို့လိုရတယ်သူတို့ဆုံးသူတို့လည်းဆိုပါတယ်ကျွန်တော်တို့ဒီကနေစတယ်နော်ဒီကနေစတယ်နော်စတယ်ကြတယ်သူတို့လိုက်ပါတယ်နော် ဟုတ်ပြီကျွန်တော်တို့ဒီမှာနိုင်ငံတော်ချင်းစုတော့မှာဖြစ်ပါတယ် Lain hal itu makan macam. Beda. Pati hukum itu. No, pati umlau. David tengok hukum itu.นี่ကျွန်တော်တို့ဒီမှာလူများလွန်းလို့လေကျွန်တော်တို့ဒီမှာလူများလွန်းလို့အဖွဲလိုက်ကိုစုခိုင်းလိုက်ပါတယ်အယောက်100ပဲတစ်ဖွဲ့မှာခိုင်းတာလေ မဆုံးနိုင်အောင်ဆက်လက်ပြီးတော့မချဲလဲနိုင်အောင်အာနာကိုသိနေနိုင်မသိနိုင်အောင်ကျွန်တော်တို့ကဒီအော်စတြေးလျမြန်မာနိုင်ငံကိုတောင်း
ဆိုမယ်ကျွန်တော်တို့ United Nation ကိုလည်းတောင်းဆိုမယ်ဒီတစ်ခါကတော့အရင်လို statement ထုတ်ပြီးတော့ရှုံချပါသည်ကျွန်တော်တို့မြန်မာပြည်သူနဲ့ရှိပါပြီဆိုတာတော့ပြောတယ်တကယ်လက်တွေ့ free action ခုခုကိုလုပ်ပေးဖို့ကျွန်တော်တို့ဒါလာရောက်ပြီးတော့ပြန်ဆန္ဒပြတယ်တောင်းဆိုတယ်ကျွန်တော်ဒီကပြီးနေတယ်ဒီကံမပါစေမာတန်ဦးရှိတော့ United Nations ရှိတော့ Australia တိုင်းမှာလည်းရှိပြီးတော့ Melbourne Sydney Brisbane ဒီလိုမျိုးကနေကျွန်တော်တို့ဒါပြမယ်ကျွန်တော်တို့မယ်ဒီစစ်အုပ်စုမပြောင်းမချင်းဒီစစ်အုပ်စုဒီမာမီကမပြောင်းချင်းကျွန်တော်တို့တိုက်ပွဲဝင်သွားမယ်ဆိုတော့ဒီလိုလေးကျွန်တော်တို့ပြောပြတယ်ခုနကကျွန်တော်ပြောလို့ military action ဆိုတာကဒီလိုကိစ္စနဲ့ဒီစိတ်ဆုံးကြရတယ်မှာဝဲနေတယ်အဲ့ဒါယူမြန်မာပြည်နားပဲကတ်လိုက်ကိုကနေဒုံးနေပါနဲ့ဒါလာပြီဆိုတာနဲ့ကျွန်တော်တို့ဟိုဘက်မှာចောင်းသားတက်မတော်တွေရှိတယ်ကျောင်းတိုင်းသားတက်မတော်တွေရှိတယ်ဒီလူလူရှိတယ်ဒီလိုရှိရင်ဒီတက်မတော်အတွင်းမှာပဲဒီစစ်အမောက်ကိုချိန်နေဒီလိုမျိုးရှိအောင်စုကိုမတူနဲ့ဒီလူချစ်တဲ့တက်မတော်တွေရှိတယ်ဒီလိုချက်ချင်းပေါင်းပြီးတော့ဒီအာဏာရှင်ကိုချက်ချင်းအနေဖြတ်ချိန်မုံပြလိုက်မယ်ဆိုတာကျွန်တော်တို့ယုံကြည်တယ်အဲ့ဒီတက်ကိုကျွန်တော်တို့ဒီစစ်သမောကြီးတွေတကယ် action တွေကျွန်တော်တို့ကလောက်လာပြဖို့လိုလဲအဲ့ဒီနောက်မှာကျွန်တော်တို့မြန်မာပြည်သူတွေចောင်းသားတက်မတော်တွေအစုဒီတိုင်းရင်းသားတက်မတော်တွေကကျွန်တော်တို့ကအစင်သိပဲ ready ပဲမြန်မာနိုင်ငံမှာတရားဖန်တီးထားတဲ့ကျွန်တော်တို့နေစုနဲ့ပေါင်းပါသမ္မတကြီးနဲ့အဲ့ဒီဝန်ကြီးချုပ်များတရားဖန်တီးမှုကိုကျွန်တော်တို့ချုံချပြီးဒီမှာဆန္ဒပြရချင်းဖြစ်ပါတယ်။နောက်ကျွန်တော်တို့ဆန္ဒပြရချင်းတဲ့အကြောင်းရင်းကဒီဆန္ဒပြရချင်းတဲ့ကျွန်တော်တို့အော်စတြေးလျရဲ့တန်ယုံကနေကျွန်တော်တို့နားလေပေးပြီးအမေစုကိုသူညီပေးပြီးမှအများကြီးအထောက်ပြုနိုင်ဖို့ကျွန်တော်တို့လိုလားပါတယ်ဒါကြောင့်မတရားဖန်ဆီးတာကျွန်တော်တို့အနေနဲ့ချင်း community နဲ့ကျွန်တော်တို့မလိုလားဘူးအ
အများကြီးချုပ်ချပြီးတော့မှချုပ်ချတယ်ဒီစစ်တိုက်ရဲ့အာဏာကိုမပြလူယူမှုကိုချုပ်ချပြီးဒီမှာလာရောက်ချင်းဖြစ်ပါတယ်အများကြီးကြီး3 minutes ပဲလို့ပါတော့တယ်12နာရီခွဲအတိဆိုလို့ရှိရင်ညနေလူစုခွဲရပါမယ် Okay အဲ့ဒါဟုတ်ပြီကျွန်တော်တို့ဒီမှာမဲလ်ဘွန်မြို့ဖြစ်ပါတယ်ကျွန်တော်တို့မဲလ်ဘွန်မြို့မှာမြန်မာပြည်သူပြည်သားတွေဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အယုတ်များလို့မှာကျွန်တော်တို့လူစုခွဲလိုက်ပါတယ်ကျွန်တော်တို့တစ်ဖွဲ့ကိုလိုတယောက်ပဲဟိုဟာနေလို့ရပါတယ်ခွဲကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီမှာမကြခင်မှာကျွန်တော်တို့ဒီမှာဆန္ဒပြပွဲလုပ်လို့ဖြစ်ပါတယ်တဲ့သူလေး စစ်တပ်ဒီလိုမျိုးမတရားအာဏာသိမ်းတာလုံးဝလက်မခံပါဘူးခင်ဗျာလုံးဝလက်မခံပါဘူး ဟုတ်ကဲ့ပါကျွန်တော်တို့ဒီမှာမဲလ်ဘွန်မြို့မဲမြို့လို့ပြောပါတယ်ကျွန်တော်တို့လူများလို့ဒီမှာကျွန်တော်တို့အဖွဲ့အစည်းလောက်လိုက်ပါတယ်ကျွန်တော်တို့အဖွဲ့ဖွဲ့လိုက်နဲ့ကျွန်တော်တို့နေလိုက်တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့မှာတိုင်းပြည်ကချင်းခံစေနေရတဲ့အချိန်မှာဟုတ်ကဲ့ကျွန်တော်တို့မကြခင်မှာကျွန်တော်တို့ဒီမှာသံတားပြပွဲကိုကျွန်တော်တို့ရောက်တင်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့3မိနစ်ပဲလူတော့ပါတယ်ဒီမှာလူများလို့ကျွန်တော်တို့အဖွဲ့လိုက်နဲ့ကျွန်တော်တို့ဖွဲ့ခိုင်းလိုက်ပါတယ် We don't have anything. We have the power people. We have the truth. We have each other. Thank you. Yes. โอเคပါဒီမှာကျွန်တော်တို့မကြခင်မှာဒီသံတားပြပွဲကိုတင်ပိုက်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့3မိနစ်တန်တော့ပါတယ်ကျွန်တော်တို့သံတားပြပွဲတင်ပိုက်တော့မှာဖြစ်ပါတယ် Really proud about Australia government, Australia MP, and Australia people. Yeah, ဟုတ်ပြီကျွန်တော်တို့ဒီမှာအစီအစဉ်တင်တော့စန္ဒပြပွဲတင်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့3မိနစ်ပဲလူတော့တယ်အတူဟေကန်လိုက်ခမီဟေကန်ဂီတဘျာတန်းဒူလုံးnak nak tam nak kan di yang tang mini petum lo adu tang som pala tun kan tin di teu tang halai People of Burma lots of photographs square and lots of social media as well to share with our program. And we can trade unions here. So we have a lot of support. ဟုတ်ပြီအမကျွန်တော်တို့စန္ဒပြပွဲတင်ပေးလိုက်ပြီပြလိုက်ပါပြီကျွန်တော်တို့တိုင်းတော့ချင်းရတယ်ဆိုတော့ကျွန်တော်တို့အမစနေနာရီခွေးထိပဲကျွန်တော်တို့ချင်းရပါတယ်ကျွန်တော်တို့အခုတင်းလိုက်ပါပြီကျွန်တော်တို့လူများလုံးလို့ဒီမှာအဖွဲ့လည်းနဲ့ကျွန်တော်တို့ပိုက်ခိုင်းလိုက်ပါတယ်တစ်ဖွဲ့ကိုလိုအယောက်100ပဲကျွန်တော်တို့နေခိုင်းလိုက်ပါတယ်ကျွန်တော်တို့စန္ဒပြပွဲကြီးကနေကျွန်တော်တို့အဆုံးတက်လိုက်တော့မှာဖြစ်ပါတယ်စနေနာရီခွေးထိဆိုတော့ကျွန်တော်တို့ဒီမှာစနေနာရီပြီးပြီဆိုတော့ကျွန်တော်တို့ပြန်သွားရုံပဲရှိတော့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့စန္ဒပြပွဲကိုအခုကနေကျွန်တော်တို့တင်ပေးလိုက်ပါပြီလူတွေကဒီမှာများလို့ဒီမှာဒီကျွန်တော်တို့စန္ဒပြပွဲတင်ပေးလိုက်ပါပြီကျွန်တော်တို့စန္ဒပြပွဲတင်ပေးလိုက်ပါပြီဟုတ်ပြီကျွန်တော်တို့ဒီမှာစန္ဒပြပွဲတင်ပေးလိုက်ပါပြီ Interest Okay Free Burma Free women Thank you ကျွန်တော်တို့လူစုပွဲဝယ်တော့မယ်ကျွန်တော်တို့ဒီမှာအချိန်ပြပြီဆိုတော့ကျွန်တော်တို့ဆန္ဒပြပွဲဒီမှာပဲကျွန်တော်တို့အဆုံးသတ်လိုက်ပါပြီဒီမှာကျွန်တော်တို့
တိုင်းသားတွေလည်းအများကြီးရှိပါတယ်ဒီမှာလိုရများလုံးလို့လိုရများလုံး ลูกก็เลยคุยจากอะไรที่พอลูกจะมาอายุทางไปได้แต่ตั้งเอาคนละ ဒီမှာကျွန်တော်တို့ချင်းတိုင်းသားကြီးဖြစ်ပါတယ်ကျွန်တော်ချင်းတိုင်းသားကြီးဒီမှာပဲတစုတစီနဲ့စီစီလုံးလုံးငင်ငင်လုံးလုံးငုံငုံနဲ့ကျွန်တော်တို့ဒီမှာဒီလိုပဲဆန္ဒပြကြပါတယ်ကျွန်တော်တို့ဒီမှာမဲလ်ဘွန်းရောက်မြန်မာပြည်သူပြည်သားတွေချင်းမျိုးသားတွေချင်းတိုင်းသားတွေဖြစ်ပါတယ်ကျွန်တော်တို့လူစုပြီးတော့ကျွန်တော်တို့လူများလုံးလို့ကျွန်တော်တို့စုဝေးလောက်လိုက်ပါတယ်ဒီမှာကျွန်တော်တို့ချင်းတိုင်းသားတွေပါဒီမှာတိုင်းသားတွေလည်းအများကြီးပါပါတယ်ကျွန်တော်တို့ချင်းတိုင်းသားတွေပါဒီမှာတိုင်းသားတွေအများကြီးပါပါတယ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့နေတဲ့နေရာဒီမှာ Melbourne New Parliament House စီမှာဖြစ်ပါတယ် Parliament House City တဲမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့မှာအခုဆိုကျွန်တော်တို့စန္ဒပြပွဲအဆုံးတက်လိုက်တော့မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အချိန်ကပြီးသွားပြီဆိုတော့ကျွန်တော်တို့စန္ဒပြပွဲကိုဒီကနေပဲကျွန်တော်တို့အဆုံးတက်လိုက်တော့ပါပဲဟုတ်ပြီကျွန်တော်တို့အဆုံးတက်လိုက်ပါပြီဒီမှာစန္ဒပြပွဲတော့ကျွန်တော်တို့ပြီးပါပြီလို့ကျွန်တော်ပြောပြရစေကျွန်တော်တို့ဒီမှာတိုင်းသားကြီးလည်းအများကြီးပါတယ်ကျွန်တော်တို့Zero ang dakahin ng dakrat. Oh. We want freedom. We want our president and Aung San Suu Kyi back. What they've done is unacceptable, and we just want our country back and our leader back. Okay, thank you. Thank you. ကျွန်တော်တို့ဒီမှာကျွန်တော်တို့ live ဖွင့်တာကိုကျွန်တော်တို့ဒီမှာပဲဆုံးသက်တော့ပါပဲဒီမှာတပ်ပုံကြီးရိုက်ကြတယ်ကျွန်တော်တို့မှတ်တရဟုတ်ပြီကျွန်တော်တို့လူစုခွဲပါတော့မယ်ကျွန်တော်တို့ကိုအင်ကိုပဲပြန်ကြတော့မှဖြစ်ပါတယ်จุงจุงจิ๋วพินซิมาทำให้ดู Melbourne New ဖြစ်ပါတယ် Melbourne New Australia Melbourne New ဖြစ်ပါတယ် ถ้ากับพี่ชมดาไลฟ์ครับจะมีดาอะไรชื่อปิ๊กบ้านดูอาทิตย์นี้เราหายกระดูกเขาบอกเล่นนะအကုန်လုံးပြန်ချရမယ်ကျွန်တော်တို့လူစုခွဲခိုင်းနေပါပြီထုတ်လို့ရပါပြီချိန်ပြပါပြီสั่งพลังจำเป็นตัวเဒီကျွန်တော်တို့ပြန်တော့မှာပဲDafatin hikan narat nak ruang nak cimpung sama. Ini kena ruang kau, akan ramah cangco mami rakat ni tamin umak laksa kan rami se. President Momin le, orang sudah apa yang saya ini kan dulu, demokrasi kan dulu, federal kan dulu, macam tu. Kuasa rakat kuasa nabi kan dulu, kan tahu.
ที่รักแต่หนักจากกันมา Anak kami ng tamat tuh he. ตุยตมาลายมีราคมชิมมีราคมมีเมนูสมแหนมกันเสียสมรุกครองกันเสียได้โครามีรามีปุ๋ยที่ดีละไอ้จะถูกแดงกันเสีย Okay, kanya lomtok na dapat puta. Okay. เจ้าเกจูกัน ဟုတ်ပါပြီကျွန်တော်ဒီကနေ့ပဲကျွန်တော် live အဆုံးသက်တော့ပါမယ်ကျေးဇူးပြုကျွန်တော်